မင်္ဂလာပါရှင်နှုတ်ထွက်အားကောင်းမှုအတွက်ဆိုရင်ဒီအစားအစာကိုစားရမယ်ဒီဆေးတောက်အောင်မယ်ဆိုတာတွေကိုကြားဖို့ကြားမှာပါတကယ်တမ်းကတော့နှုတ်ထွက်အားကောင်းမှုဆိုတာကအစားအစာတစ်မျိုးတွေကနေဆုံးဖြတ်နေတာမဟုတ်ပါဘူး evidence based အရာဆိုရင်တော့နှုတ်ထွက်အားကောင်းစေဖို့အတွက်အဓိကအရေးကြီးဆုံးအချက်၅ချက်လိုအပ်ပါတယ်နံပါတ်1ကတော့မိခင်ကနှုတ်ကိုမကြာခဏတိုက်နေရမယ်မကြာခဏညှစ်နေရမှာဖြစ်ပါတယ်မွေးကင်းစအချိန်မှာဆိုရင်တော့မိခင်တွေအနေနဲ့2နာရီခြားတစ်ခါနှုတ်တိုက်ဖို့လိုအပ်ပါတယ်ကျမတို့မိခင်နှုတ်ဆိုတာကကျတော့ supply and demand သဘောမျိုးနဲ့အလုပ်လုပ်ပါတယ်သူက demand ကများများလိုအပ်လေ supply ကများများထွက်လာလေပေါ့နော်ကလေးကိုမကြာခဏနှုတ်တိုက်နေတော့မှသာလင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကနေပြမအော်ဒါကနှုတ်များများလိုနေတာပဲဆိုပြီးတော့ပို့ပြီးတော့ထုတ်ပြီးတာမျိုးဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့မိခင်တွေအနေနဲ့နှုတ်ထွက်နေနေပြီဆိုရင်စိတ်တက်မကြဘဲနဲ့မကြာခဏနှုတ်တိုက်ပြီးနေဖို့လိုအပ်ပါတယ်နံပါတ်2ကတော့နှုတ်ဆို့နီး latch မှန်ကန်မှုဖြစ်ပါတယ်ဒီနေရာမှာတော့ကလေးကနှုတ်ဆို့တဲ့နီး latch မှန်မှုဆိုတာကမိခင်နှုတ်တိုက်တဲ့အခါမှာလည်းနှုတ်တိုက်ခြင်းနီးစနစ်ကမှန်ကန်နေဖို့လိုအပ်ပါတယ်ကျမတို့အနေနဲ့ကလေးကိုနှုတ်တိုက်တဲ့အခါမှာကလေးကနှုတ်သီးကောင်းလေးကိုပဲဆို့တာမျိုးလုပ်လို့မရပါဘူးနှုတ်သီးကောင်းရဲ့အပြင်ကအမဲကွင်းတစ်ခုလုံးကိုပါငုံပြီးတော့ဆို့ရမှာဖြစ်ပါတယ်အဲ့လိုမျိုးနှုတ်ဆို့နီးမှန်ကန်တော့မှပဲမိခင်တို့ကလည်းပို့ထွက်လာမှာဖြစ်ပါတယ်နှုတ်ဆို့နီးမမှန်မယ်တော့နှုတ်လည်းကောင်းကောင်းမရတယ်လို့မျိုးအမေအနေနဲ့လည်းနှုတ်သီးကောင်းကအရန်နာလာပြီးတော့နောက်ပိုင်းကျရင်သူကနှုတ်သီးကောင်းကွဲတာတို့နှုတ်သီးကောင်းမှာသွေးထွက်လာတာမျိုးတွေတို့အနာဖြစ်တာမျိုးတွေအထိပါဖြစ်တတ်ပါတယ်နောက်တစ်ခုကကျတော့နှုတ်တိုက်မိခင်တွေကအလုပ်ပြန်လုပ်ရတော့မယ်ဆိုရင်ကလေးနဲ့ခွဲနေရတဲ့အချိန်လေးပေါ့နော်အဲ့လိုအချိန်မျိုးမှာလည်းကလေးကိုနှုတ်တိုက်ချိန်တိုင်းမှာပုံမှန်လေး pumping လုပ်ပေးနေဖို့လိုအပ်ပါတယ်လက်နဲ့ဖြစ်စေဆက်နဲ့ဖြစ်စေနှုတ်ကိုဆက်ပြီးတော့ညှစ်နေမှသာခန္ဓာကိုယ်ကနေပြီးတော့မှနှုတ်ကိုပုံမှန်အတိုင်းဆက်ထုတ်ပေးနေမှာဖြစ်ပါတယ်ရှင်နံပါတ်3အချက်ကကျတော့မိခင်ရဲ့အစားအသောက်ဖြစ်ပါတယ်နှုတ်တိုက်မိခင်တွေအနေနဲ့အစားကိုအရင်ခေတ်ကလိုမျိုးလုံးဝရှောင်နေဆိုတဲ့အကျင့်ကမကောင်းမှန်းကျန်းမာရေးနဲ့မသိတော့မှန်းတော့အခုခေတ်မှာတော်တော်များများသိလာကြပါပြီဒီနေရာမှာပြောချင်တာကတော့အစားအစာတွေကိုအလွန်အမင်းရှောင်ဖို့မလိုအပ်သလိုအစားအစာတစ်မျိုးတည်းကိုလည်းအများကြီးစားမနေဘူးလို့လိုအပ်ပါတယ်ကျမတို့ကတင့်မျှတဲ့အစားအစာပမာဏလေးကိုစားပေးရမှာပါတနေ့တာအစားအစာတွေမှာဆိုရင် protein ကျွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့အသားအမျိုးမျိုးငါးမျိုးမျိုးပဲမျိုးမျိုးကြက်ဥဘဲဥစားတာတွေကိုစားပေးတဲ့နဲ့ပြီးတော့ဟင်းသီးဟင်းရွက်နဲ့တည်သီးဝလံတွေကိုလည်းမျှတအောင်စားပေးရပါမယ်ဒါမှသာနိုးတိုင်းမိခင်အနေနဲ့ဝမ်းချုပ်တာတွေလည်းမဖြစ်ဘဲနဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုလည်းရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမတို့အတွက်အရေးအကြီးဆုံးစွမ်းအင်ပေါ့နော်စံကြုံပြောင်းအာလူအုပ်စတဲ့အစားအစာတွေကိုလည်းမျှတအောင်စားပေးရမှာဖြစ်ပါတယ်ဒါအပြင်ကျန်းမာစေတဲ့ဖြည့်စွက်စာတွေဖြည့်စွက်အဆီတွေနိုးထွက်ပစ္စည်းတွေဒါတွေကိုလည်းတင့်မျှတအောင်စားပေးရမှာဖြစ်ပါတယ်နိုးတိုင်းမိခင်တယောက်ကအများကြီးစားနေဖို့တော့မလိုပါဘူးဒါပေမဲ့ကျန်းမာတဲ့ portion အာဟာရပြည့်ဖို့လိုအပ်ပါတယ်တစ်နေ့ကိုကယ်လိုရီ400လောက်တော့ပိုစားပေးသင့်ပါတယ်ရှင်နောက်တစ်ခုကတော့တင့်တော်တဲ့ဖြည့်စွက်စာနဲ့ဖြည့်စွက်အဆီတွေပေါ့နော်နိုးတိုင်းမိခင်တွေအချင်းချင်းကတော့နားလည်လေးရှိကြပါတယ်နိုးတိုင်းမိခင်တိုင်းကနိုးထွက်အားကောင်းကျင်ကြတာပဲဆိုတဲ့အတွက်ကြောင့်မလို့နိုးထွက်အားကောင်းစီတဲ့ဘဲရအောင်မဆိုကျမတို့စိတ်ဝင်စားကြပါတယ်ဒီမှာဆိုရင် Coco Health လိုမျိုး extra virgin coconut wine ကအင်မတန်နာမည်ရပါတယ်ဒီနေရာမှာ Coco Health အကြောင်းကိုလည်းကျွန်မရှင်းပြပေးခြင်းပါသေးတယ်ကျမတို့နိုးတိုင်းမိခင်တွေကဖြည့်စွက်စာတို့ဖြည့်စွက်အဆီတို့ကိုတင့်မျှတတဲ့ပမာဏနဲ့စားသုံးပေးလို့ရပါတယ်ဒါပေမဲ့ဒါတွေကအစားထိုးမဟုတ်ဘဲနဲ့ကျမတို့ရဲ့ balance diet လို့ခေါ်တဲ့မျှတတဲ့အစားအစာတွေမှာဖြည့်စွက်ပေးတဲ့အရာတွေဖြစ်ပါတယ်။ Coco Health ဆိုရင်တော့သူက cold press နည်းပညာနဲ့ထုတ်ထားတဲ့ extra virgin coconut wine တန့်စင်တဲ့ဆေးအုံးစီပေါ့နော်။သူက medium chain triglyceride ပါဝင်တဲ့အဆီတစ်မျိုးဖြစ်တယ်။ဒါကြောင့်ဒါကိုသုံးစွဲခြင်းအပြင်အဆီမှာပျော်ဝင်တဲ့ vitamin တွေစုပ်ယူဖို့လည်းအားပေးတယ်။ပြီးတော့ extra virgin coconut wine ထဲမှာ lauric acid ပါဝင်တဲ့အတွက်ကြောင့်မလို့မိခင်ရဲ့ကိုယ်ခံစွမ်းအားကိုလည်းအထောက်အကူပြုပေးနိုင်တယ်။ချို့သောသူတွေတနာတွေမှာဆိုရင်မိခင်စားတဲ့အဆီအမျိုးအစားက breast milk ရဲ့ fat composition ပေါ့နော်အဆီပမာဏပါဝင်မှုလေးကိုတက်ရောက်မှုရှိတယ်ဆိုပြီးတော့လည်းတွေးရှိရပါတယ်။လိုကောင်းကျိုးတွေရှိတယ်ဆိုပေမဲ့လည်းကျမတို့အနေနဲ့အဆီဆိုတာကတန်ဆေးလွန်ပေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုပုံမှန်စားတောက်နေတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေထဲမှာအစိတ်ပိုင်းတစ်ခုအနေနဲ့သာတင့်မျှတတဲ့ပမာဏနဲ့သုံးစွဲသင့်ပါတယ်လို့အကြံပြုချင်ပါတယ်ရှင်။အခြားသောနိုးတိုင်းမိခင်အတွက်ဖြည့်စွက်စားတွေဖြည့်စွက်အာဟာရတွေလည်းထိုနည်း၎င်းပါပဲ။မိမိတွေအနေနဲ့ balance me healthy diet ဖြစ်နေဖို့ကအရေးအကြီးဆုံးဖြစ်ပါတယ်ရှင်။နှုတ်ထွက်ကောင်းစေဖို့နောက်ဆုံးအချက်ကတော့ရေတောက်ဖို့နဲ့ကောင်းကောင်းအနားယူဖို့ဖြစ်ပါတယ်။နိုးတိုင်းမိခင်တွေကိုကောင်းကောင်းအနားယူပါလို့ပြောတာကနည်းနည်းလေးတော့ရက်ဆက်ရကြနေတယ်ဆိုတော့ကျွန်မသိပါတယ်။နိုးတိုင်းမိခင်တွေကအင်မတန်ပင်ပန်းကြပါတယ်။နိုးခဏခဏထားတတ်ရတယ်ဒါကြောင့်အရေးတွေပြက်ရတယ်ကလေးကိုစိတ်ပူရတယ်ကလေးမွေးထားတဲ့ခန္ဓာကိုယ်မကျန်းမာမှုတွေကလည်းဆက်ရှိနေသေးတယ်ဒီအချိန်မှာအနားယူပါလို့ပြောရဲဆိုရင်တော့နည်းနည်းခက်ခဲပါတယ်ဒါပေမဲ့နိုးထွက်အားကောင်းစေဖို့အတွက်အရေးအကြီးဆုံးကလည်းအနားယူဖို့ပါပဲကျမတို့အနေနဲ့ကလေးနားတဲ့အချိန်တိုင်းမှာလိုက်ပြီးတော့အိမ်နိုင်အောင်နားနိုင်အောင်ကြိုးစားပေးသင့်ပါတယ်ပြီးတော့ကိုမနိုင်တဲ့အရာတွေကိုကိုတယောက်တည်းရပဲတင်းကျုံပြီးတော့လုပ်နေတာမျိုးမဟုတ်ဘဲနဲ့မိသားစုရဲ့အကူအညီကိုယူစေချင်ပါတယ်ဒါကြောင့်မလို့ကောင်းကောင်းအနားယူပါရေများများတောက်ပါလို့လည်းမှာချင်ပါတယ်ဒီတော့ခြုံပြောရမယ်ဆိုရင်တော့မိခင်တွေနိုးထွက်အားကောင်းစေဖို့ဆိုတာကအချက်တစ်ချက်တည်းနဲ့ဘယ်တော့မှမလုံလောက်ပါဘူးကျမတို့အနေနဲ့ကလေးကိုနို့ပုံမှန်တိုက်နေရမယ်နို့ကိုပုံမှန်ညှစ်နေရမယ်ဒါအပြင်အနားယူရမယ်ကောင်းကောင်းစားရမယ်ပြီးတော့တင့်မျှတတဲ့ဖြည့်စွက်စားတွေဖြည့်စွက်အဆီတွေကိုလည်းမှန်ကန်တဲ့နီလန်းနဲ့သုံးဆောင်ရပါမယ်ဒီလိုအချက်လေးတွေအားလုံးညီညွတ်မျှတနေတော့မှပဲနိုးတိုင်းမိခင်တွေအတွက်နိုးထွက်အားကောင်းလာစေမှာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့နိုးထွက်အားကောင်းစေမဲ့အရေးအကြီးဆုံးအချက်၅ချက်အကြောင်းပြောပြထားတာဖြစ်ပါတယ်မိမိတို့အနေနဲ့
နို့တိုက်ရမှာအခက်အခဲတွေများရှိခဲ့တယ်ဆိုရင်ဒီဗီဒီယိုလေးရဲ့ comment မှာလည်းမေးသွားနိုင်ပါတယ်ကျွန်မအနေနဲ့တက်နိုင်နေများပြန်ပြီးတော့ဖြည့်ပေးသွားပါမယ်ရှင်အခုလိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အမွှာလေးတွေကိုဝင်ဆိုတော့ကလေးမွေးပြီးလဲနှုတ်ထွက်ကောင်းပြီးကျမအောင် organic ထုတ်ကုန်ဖြစ်တဲ့ကိုကိုဟတ်ဆေးရုံစီတောက်ဖြစ်တယ်လေကိုဝင်ဆောင်တဲ့နှုတ်တိုက်မိခင်များအတွက်အကောင်းဆုံးဖြစ်ဆွတ်အာဟာရကိုကိုဟတ်